ဒါဟာတက်တော်တော့တက်မဟုတ်ပါဘူးဒါဟာအဘအဆုပ်ဆုံးအတော်ရထည့်တဲ့ရွေးချက်တူပါ ဒီကတနက်ခါပါမျက်နှာကိုလှပအေးမြစေတယ်တဘာဝအတိုင်းလှဖို့သုံးဆွဲချက်ပါ တနခါကမြမအမွေနှစ်ပါညီမတွေအတွက်အလှဆုံးပြင်ဆင်ပေးမယ် လူတွေကမြန်တန်ခံနိုင်ဖို့ဓာတုပစ္စည်းတွေတုံးနေတဲ့အချိန်မှာမြန်မာနိုင်ငံမှာတော့တဘာဝတရားကပေးတဲ့တက်တော်တို့ကိုပဲတုံးကြတယ်ဒါကိုတနခါလို့ခေါ်ပါတယ်အပူဒဏ်ကိုကာကွယ်ပေးတယ်အသားရည်ကိုအင်းများစေတယ်မြမယဉ်ကျေးမှုရဲ့အမှတ်သားပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမှာအရေးကြီးတဲ့သင်ခန်းစာတစ်ခုရှိတယ်တနခါဟာနေလောင်မလိမ့်တော့မဟုတ်ဘူးမလုံခင်ကျူလိမ့်တာပါ မြမတနက်ခါတွေ့လားဒီအရာကတကယ့်ကိုထူးခြားတာ သင်ဘွားမှာလည်းဒီလိုပါပဲပြဿနာတင်မှာဖြေရှင်းတဲ့မတက်ခင်ကြိုတိပြစင်တာကပိုထီရတယ်ဒါကတနခါကပေးတဲ့ကြိုတိပြစင်ချင်းအမှုပညာပဲသင်ဘွားအတွက်တနခါကပါလဲဒါ10မိနစ်စာဗီဒီယိုပါမနေ့ပြန်မှာပြန်တွေ့